ဒီနေ့မှာတော့ဒီချက်က letter A လေးနဲ့ပတ်သက်တဲ့ vocab လေးတွေကိုသင်ပေးမယ်နော်အရင် video တွေမှာတော့ဒီချက်ကဒီ phonics group 1ရဲ့ပါဝင်တဲ့ A လေးရဲ့ letter A လေးရဲ့ action sign လေးတွေ sound လေးတွေ story လေးတွေ sound လေးတွေကိုသင်ပြီးသွားပြီနော်အဲ့တော့ action sign လေးကကြတော့ USA လေးကိုခါချနေတဲ့ပုံစံလေးနော်ဒီရဲ့ sound လေးကကြတော့direction လေးကဒီလိုသွားတယ်နော် down ပေါ့ direction လေးက down ကိုသွားတယ်ဆိုရင်ကျတို့ကလို့ထွက်မယ်လို့ဒီချက်ပြောပြီးသွားပြီနော်ဒီကကြတော့ကျတို့ vocab လေးတွေကိုဒီ sound လေးနဲ့တူတူတွဲပြီးတော့လေ့လာကြည့်မယ်နော် okay ဒီနေ့တူတူလိုက်ဆိုကြည့်မယ်နော် A angry apple angry apple angry apple နော်စိတ်ဆိုးနေတဲ့ပန်းလေး apple 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 axe 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 ant 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 alligator 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 okay ဒီနေရာမှာတစ်ချက်တစ်ခုပြောစရာရှိတယ်နော်ကျတို့ကဒီ phonics ကိုထွက်တဲ့နေရာမှာ American နဲ့ British ဆိုပြီးတော့နှစ်မျိုးရှိတယ် American မှာကျတော့ဒီ letter A လေးကို A လို့ထွက်တယ် A ဆိုပြီးတော့အသံထွက်တယ်နော်ဒီမှာဆိုရင် apple egg ant alligator arrow airplane အဲ့လိုပုံစံမျိုးပေါ့ A အသံထွက်တယ်နော်ကျတို့ British ကကြတော့ apple axe ant alligator နော်အဲ့လိုမျိုးထွက်တယ်အဲ့တော့ကျတို့ကနှစ်မျိုးရှိတယ်ဆိုတာလေးကိုဆရာသိစေချင်လို့ပြောပြတာပေါ့နော်နောက်ပိုင်းကျတို့ blending လုပ်တဲ့နေရာမှာတော့ A ဆိုတဲ့အတန်လေးကိုပို့ပြီးတော့သုံးတာများတယ်နော် L ပေါ့နော်အဲ့တော့ကျတို့ဒီခါမှာတော့အခုကလောလောဆယ်တော့ဆိုတာလေးကိုပဲနည်းနည်းမှတ်ထားပေးပါနော်နောက်ပိုင်း blending လုပ်တဲ့ခါမှာဒါဒီချက်ထပ်ပြီးတော့တက်ပြီးတော့ပြပြပေးမယ်ထပ်သင်ကြားပေးမယ်ပေါ့နော် okay ဒီမှာဆိုရင် axe people use an axe to get down trees နော်လူတွေကဒီ axe လေးပစိန်လေးကိုတပင်တွေခုတ်တဲ့နေရာမှာသုံးတယ်နော်တပင်တွေကိုခုတ်လဲဖို့အတွက်ကိုသုံးတယ်ပြီးသွားရင်ထင်းတွေခုတ်ဖို့အတွက်ကိုသုံးတယ် okay နောက်တစ်ခု ant နော် ant ကကြတော့ပြည့်စိတ်လေး this ant eat red နော် red အနီရောင်လေးပြည့်စိတ်ကကလေးတို့သိမှာပါပြည့်စိတ်ကလေးကအနီလေးရဲ့အနက်ရောင်လေးရဲ့ဆိုပြီးတော့နှစ်မျိုးရှိတယ်နော်ဒီပြည့်စိတ်ကလေးကကြတော့ red အနီရောင်လေးပေါ့နော် okay ဒီမှာကြတော့ဒီလူကြီးကတပင်ခုတ်နေတာပေါ့နော်ခုနက axe နဲ့နော်ပစိန်လေးနဲ့ခုတ်နေတာပေါ့ okay နောက်တစ်ခုကကြတော့ကျတော့ alligator ကကြတော့မိချောင်းကောင်းနဲ့ခေါင်းရှိနှစ်မျိုးရှိတယ်။ဒီမှာမိချောင်းကိုကျတို့ကနှစ်မျိုးခေါ်တယ်။ alligator နဲ့ crocodile နဲ့ဆိုပြီးနှစ်မျိုးခေါ်တယ်။ဘယ်လိုခွာခြားလဲဆိုတော့ဒီချိန်ပြောပြမယ်နော်။ alligator မှာကျတော့ if only the top teeth show when the jaws are closed when the jaws are closed is an alligator နော် alligator ကကြတော့သူရဲ့သွားတွေကအပေါ်သွားလေးတွေပဲနည်းနည်းလေးပဲမြင်ရတယ်။သူရဲ့မေးရိုးတွေကပိတ်နေတာလုံးဝပိတ်နေတာသူ့ရဲ့သွားတွေတုံသိမမြင်ရဘူးပေါ့ကွယ်နော်အဲ့လိုမျိုးမိချောင်းမျိုးကို alligator မိချောင်းကောင်းတူပေါ့နော်အဲ့လိုမျိုးခေါ်ပါတယ်တဲ့နောက်တစ်ခု crocodile ကကြတော့ if both top and bottom teeth are visible is a crocodile နော်သူရဲ့အပေါ်သွားတွေရောအောက်သွားတွေရောဒီကနေမြင်နေရတယ်မသွားတွေထွက်နေနော်မေးရိုးကလည်းတိတ်မပိတ်ဘူးပေါ့အဲ့လိုမျိုးမိချောင်းကောင်းရှည်မျိုးသူကနော်အဲ့လိုမျိုးကိုကြတော့ crocodile လို့ခေါ်ပါတယ်မိချောင်းမျိုးစားရတော့အများကြီးရှိတယ်ဒါပေမဲ့ဒီမှာ alligator နဲ့ crocodile နဲ့ကွာခြားပုံလေးကိုဒီချက်ကဘဝတုတအနေနဲ့ပြောပြတာပေါ့နော်ဒီမှာတော့ကျတော့ letter A နဲ့ပတ်သက်တဲ့ alligator A sound လေးကိုပဲသင်ပါပါနော် alligator okay ant okay apple this apple is red နော်ဒီပန်းသီးလေးကအနီရောင်လေး okay ဒီကျတော့ခုနကသင်ခဲ့တဲ့ပန်းသီးလေးကကြတော့ green အစိမ်းရောင်လေး
နော်ဒီမှာဒီကျတော့သင်ခဲ့တဲ့ပန်းသီးလေးကကြတော့ this apple is green ပစံရောင်လေးနော် okay ဒါဆိုရင်ဒီကျတော့ပြန်ပြီးတစ်ခါလောက်ဆိုကြည့်ရအောင်နော် a angry apple axe ant alligator okay ဒီလောက်ဆိုရင်တော့ဒီလက်ချက် A နဲ့ပတ်သက်တဲ့ vocabulary တွေကိုရပါပြီလို့ထင်ပါတယ်နောက်တဲ့ video တွေမှာလည်းဒီချက်ကဒီလက်ချက် A နဲ့ပတ်သက်တဲ့ vocabulary လေးအများကြီးထပ်ပြီးတော့သင်သွားပေးဦးမှာပါနောက်တဲ့ video လေးမှာထပ်ပြီးတော့တွေ့ကြမယ်နော် bye bye